ဒီဗီဒီယိုတချို့လူတွေကမတင်နဲ့ဒါပေမဲ့ကျွန်မတင်ပါပါအမှန်တကယ်လို့ရွှေနာကြီးကိုမြန်မာအင်ကြီးတွေကိုအရင်ပတ်လောက်တည်းကကျင်းတာမိနေရနေပဲဒီနေ့မှသွားယူဖြစ်မှာပါဒါကတော့အပြန်မှာကျွန်မတကယ်ချင်းနေထမင်းဝယ်နေရပါထမင်းမဟုတ်ဘူးဆန်ဝယ်နေရပါအဲ့ကောင်မတွေကဥကြိုက်တဲ့ကောင်မတွေဆိုတော့ဒီမှာဘဲဥကြက်ဥလဲဝင်ဝယ်နေပါတယ်တခါတည်းဒါကတော့ရွှေနာကြီးကနေပြီးတော့ကျွန်မတို့ဆောင်ပြန်နေရပါပြန်နေနဲ့လမ်းမှာလူအုပ်စုကြီးတွေ့ရနေပဲစိတ်ဝင်စားနေဘာတွေလဲလူသွားကြည့်လိုက်တဲ့အချိန်မှာဖုန်းကြီးရောက်နေပြီးတော့ထမင်းနေဟင်းပေါင်းတွေကိုဝေးနေရပါဖုန်းလဲလေးနဲ့ထမင်းကလည်းလုံးဝပူပူနွေ့နွေ့လေးအဲ့ချိန်မှာပဲအကောင်မတွေကအကြံဆုံးဆက်တင်လာပါတော့တယ်အစတော့ကသူတို့ယူမယ်လို့ပြောတော့ကနောက်နေရပဲရှင်တာဒါပေမဲ့အတီပေါက်ကြီးသွားယူတယ်ဒီမှာလည်းစိတ်ဝင်စားနေပဲသူတို့ကြားတဲ့အတင်းတိုးပြောဝင်ကြည့်လိုက်တာအမှသူတို့ဝေးနေရထမင်းကလည်းလုံးဝပူပူလောလောလေးဟင်းကတော့ချင်းဟင်းမဲ့ဟင်းပေါင်းထင်တယ်လာယူနေကြသူတွေလည်းအများကြီးပဲနေ့တိုင်းဝေရလာတော့မတူတိုင်းပဲကျမကတော့ဒီနေ့တစ်နေ့ပဲတိုးဘူးသေးတယ်ကောင်မလေးရောက်တနာစီရလေးပါကွာရွတ်လေးကိုခံပြီးတော့ဖုန်းကြောင်းပြီးနေတဲ့ထမင်းကိုယူနေရှာတာအမေကြားရပြောသေးသူတို့ကရေးလို့ရင်းနဲ့ဖုန်းကြောင်းပါသွားတောင်းမယ်တဲ့နောက်ခါကျရင်အကောင်မလေးဒီနာကဖြတ်သွားတယ်ဝေးဝေးရှောက်ပါကျမတို့အဖွဲဝင်သွားတော့ရည်ရန်နေကြနေရတယ်ဘယ်နာကဘလို့ရင်းနေရလဲ